ဟိုးအရင်ကကရင်ရွာလေးတွေမှာနေထိုင်ကြတဲ့ခုနော်လေးနဲ့နော်မူအေးဆိုတဲ့ဇနီးမောင်နဲ့နှစ်ယောက်မှာခွေးလေးတစ်ကောင်ဝက်ကလေးတစ်ကောင်နဲ့ကတော့ခုနော်လေးဟာတောထဲကိုထင်းခုတ်ဖို့သွားခဲ့ပါပြီ။အဲဒီတောကြီးထဲမှာလူရောင်ဖန်ဆင်းနိုင်တဲ့စပကြီးမွေတစ်ကောင်လေးရှိနေပါပြီ။ခုနော်လေးတောထဲကိုဝင်လာတဲ့လမ်းမှာလူရောင်ဖန်ဆင်းထားတဲ့စပကြီးမွေကသူ့ရှေ့ကိုရောက်လာပြီးတော့လက်ဝဲထိုးဖို့စိန်ခေါ်လိုက်ပါတော့တယ်။တကယ်လို့သာခုနော်လေးကရှုံးရင်သူဇနီးကိုလူရောင်ဖန်ဆင်းထားတဲ့စပကြီးမွေကိုပေးရမှာဖြစ်ပြီးခုနော်လေးကသာနိုင်ခဲ့မယ်ဆိုရင်တော့သူတောင်းတာကုန်းကိုပေးပါမယ်လို့ပြောပါတယ်။အဲ့ဒီတော့သူတို့တွေစပြီးတော့လက်ဝဲထိုးကြတာပေါ့ဗျာ။နောက်ဆုံးမှာတော့ခုနော်လေးကရှုံးပြီးတော့အိမ်ကိုပြန်လာပါတယ်။နောက်တစ်နေ့မနေ့မှာခုနော်လေးကသူခရီးသွားစရာရှိလို့သူမိမကိုအိမ်ပေါ်ကနေအိမ်အောက်ကိုမဆင်းဖို့ပြောပါတယ်။သူခရီးမသွားခင်မှာသူကသူမိမကိုအိမ်မှာကောင်းကောင်းနေခဲ့ဖို့နဲ့ဝက်စာကျွေးရင်လည်းအိမ်ပေါ်ကပဲလောင်းချဖို့အိမ်အောက်ကိုမဆင်းဖို့ထက်ကတေးသေးချာချာမှာကြားပြီးတော့ခရီးထွက်သွားပါတော့တယ်။ခုနော်လေးခရီးထွက်သွားတော့နော်မူအေးကအိမ်မှာသူ့ရဲ့ဝက်ကလေးရဲ့ခွေးလေးရဲ့ငှက်ကလေးရဲ့နဲ့အတူကြံခဲ့ပါတယ်နောက်တစ်နေ့မှာနော်မူအေးကဝက်စာကျွေးတဲ့အခါမှာသူ့ယောက်ျားပြောတဲ့အတိုင်းအိမ်ပေါ်ကနေလောင်းချပြီးတော့ကျွေးပါတယ်သူဝက်စာကိုလောင်းချပေးတဲ့အချိန်မှာစပကြီးမွေးတစ်ကောင်ကဝက်ကလေးကိုလာပြီးတော့ရစ်ပတ်ထားတာကိုမြင်တော့သူတော်တော်လေးကြောက်လန့်သွားပါတယ်စပကြီးမွေကိုမောင်းထုတ်ပေးမယ်လေစပကြီးမွေကဝက်ကိုအလွယ်မပေးပဲပို့ပြီးခိုင်မာအောင်ရစ်ပတ်လာပါတယ်အဲ့ဒီချိန်မှာမတော်တဆနော်မူအေးရဲ့ငကက်ကအိမ်အောက်ကိုကျသွားတဲ့အတွက်နော်မူအေးကငကက်ကိုကောက်ဖို့အိမ်ပေါ်ကနေပြေးဆင်းလာပါတယ်ဝက်ကိုရစ်ပတ်ထားတဲ့စပကြီးမွေကအိမ်ပေါ်ကဆင်းလာတဲ့နော်မူအေးကိုမြင်တော့ဝက်ကိုလွတ်ပြီးနော်မူအေးကိုသူ့ရဲ့ကိုယ်လုံးနဲ့ရစ်ပတ်လိုက်ပါတယ်နော်မူအေးဟာလည်းတအားကိုကြောက်လန့်နေတာပေါ့မွေကြီးကနော်မူအေးကိုရစ်ပတ်ပြီးသူ့နေထိုင်ရမွေတင်းထက်ကိုခေါ်ဆောင်တော့ပါတော့တယ်ဒီအဖြစ်အပျက်အလုံးစုံကိုတွေ့ရတဲ့ငှက်ကလေးဟာသူ့သခင်ခုနော်လေးရှိမယ်လို့ထင်တဲ့ရွာတွေကိုတရွာဝင်တရွာထွက်ပြန်တန်းသွားပြီးတော့တကူကူစပကြီးမွေကြီးကနော်မူအေးကိုဖမ်းသွားပြီးခုနော်လေးရေမြန်လာပါလို့နော်မူအေးဒုက္ခရောက်တာကိုအသိပေးဖို့နေရအနှံ့လိုက်ခေါ်ပါတော့တယ်ငှက်ကလေးရဲ့အော်တန်ကိုသစ်ပင်အောက်တနေရာမှာခရီးတစ်ထောက်နားနေတဲ့ခုနော်လေးကကြားလိုက်ရပါတယ်ငှက်ကလေးရဲ့အသံကိုကြားတော့သူမိမဒုက္ခရောက်နေပြီဆိုတာကိုသိလိုက်ပြီးတော့ခုနော်လေးဟာမြင်းကိုဒုံဆိုင်စီးပြီးတော့အိမ်ကိုပြန်လာပါတော့တယ်ခုနော်လေးအိမ်ပြန်ရောက်တော့သူမိမကိုလိုက်ရှာပေမဲ့လည်းမတွေ့တော့ပါဘူးအဲ့ဒါနဲ့ပဲခုနော်လေးဟာသူ့ခွေးလေးကိုခေါ်ပြီးနော်မူလေးကိုနေရာနဲ့လိုက်ရှာပါတော့တယ်ဒီလိုနဲ့တနေရာရောက်မှာတော့ခွေးလေးဟာလုံးရှာဖြစ်လာပြီးတော့အသက်ကုန်ထဟောင်ပါတော့တယ်ခုနော်လေးကလည်းတခုခုထူးခြားပြီးဆိုတာကိုချက်ချင်းရိပ်မိပြီးတော့ခွေးဟောင်တဲ့နေရာကိုတူးကြည့်လိုက်တဲ့အခါမှာနေအောင်တွင်းကြီးထဲမှာမွေကြီးကသူ့ဇနီးကိုရစ်ပတ်ထားတာကိုတွေးလိုက်ရပါတယ်ခုနော်လေးကခဏတာအံ့ဩနေချိန်မှာပဲမွေကြီးနဲ့သူ့ဇနီးဟာမွေရင်းထဲကနေပျောက်သွားပါတယ်ခုနော်လေးဟာသူ့ဇနီးအတွက်အရန်ကိုစိုးရင်သွားပြီးတော့မြေကြီးတွေကိုတွင်ပြီးတူးပြီးသူ့ဇနီးကိုလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့သူ့ဇနီးကိုမွေကြီးနဲ့အတူတွေးလိုက်ရပါတယ်အဲ့ဒီချိန်မှာမွေကြီးကမင်းမိမကိုလိုချင်ရင်မင်းရဲ့လေချောင်းသွင်းနဲ့လာလေးရမယ်လို့ပြောလိုက်ပါတယ်ခုနော်လေးကလည်းတော်တော်လေးကြောက်လန့်ပြီးတော့တာပေါ့သူ့လေချောင်းသွင်းကိုယူလိုက်ရင်သူသေသွားမယ်ဆိုတာကိုလည်းသိတော့သူကလက်မောင်းကိုဓာတ်နဲ့လိပြီးလက်မောင်းသွေးကိုမွေကြီးကိုပေးလိုက်ပါတယ်မွေကြီးကဒါကိုလက်မခံပါဘူးလေချောင်းသွေးကိုမှမရရင်နော်မူလေးကိုလုံးဝမလွတ်ပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့ဇနီးသေးကိုသိတ်ချစ်ချတဲ့ခုနော်လေးဟာသူသိတ်ချရတဲ့ဇနီးအတွက်သူ့ရဲ့လေချောင်းသွေးကိုပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့နော်မူလေးပြန်လွတ်လာပြီး
သေဆုံးနေတဲ့သူ့ယောက်ျားကိုမြင်တော့ယူကျုံမရဖြစ်ပြီးနှလုံးကွေးကြေကသူ့ယောက်ျားနဲ့အတူသေပွဲဝင်တော့ပါတော့ခင်ဗျာ။